လမဲတိစုံစပါညစနာကွန်တဲ့ရင်မောတလားမနုံယမုစောမမဟောင်းကလာမေတောက်ရော Occurring program number 12. Respectfully, we invite the representatives of the Myanmar ethnic community by Somumu kindly to deliver your speech. ဟာတော့ဆိုင်ကြရရေစောမမအိုတောင်းကိုင်းတောက်ချောင်းတော့မဝဲညော အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ NLD OC International ရဲ့ဌာနခွဲကဥက္ကဋ္ဌဆောင်မှုဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ရဲ့ဒီမျိုးသားမျိုးရဲ့ National Day ပေါ့နော်89ကြိမ်မြောက် National Day ကိုစကားပြောပြရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပေးကြခဲ့တဲ့တယောက်ချင်းစီကိုလည်းအားလုံးကျေးဇူးတင်ပါတယ်ဒီမှာတာဝန်ရှိတဲ့ဆရာတော်တွေရောတာဝန်ရှိပုဂ္ဂိုလ်များကိုလည်းကျွန်တော်တို့အားလုံးကျေးဇူးတင်ကြောင်းပြောကြားရှင်လိုပါတယ်ကျွန်တော်တို့ဒီချိန်ဒီခါဒီကာလမှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသူနိုင်ငံသားကပြပဝဲဘယ်လိုပဲဖြစ်ရောက်နေကြပါစေစီစီလုံးနဲ့တညီတညွတ်တဲ့ဒီလိုမြင်တွေ့ရတဲ့ခါကျတော့ကျွန်တော်တို့ကအင်မတာမှလည်းအားရကိုယူပါတယ်ပြီးလို့ရှိရင်ဒီထက်မကကျွန်တော်တို့ရဲ့လူငယ်တွေကိုဒီချိန်ဒီခါဒီကာလတွင်းမှာဘယ်လိုပဲဖြစ်ဖြစ်စစ်သားတွေအတေထားပြီးတော့စိတ်ဝါးတွေဘယ်လိုပဲဖြစ်ဖြစ်မလျှော့ဇွဲမလျှော့ပဲနဲ့တနေ့နေ့တစ်ချီကြလို့ရှိရင်ကျွန်တော်တို့နိုင်ငံကိုပြန်လဲပြီးတော့မှဒီထက်အောင်မြင်တဲ့ကျွန်တော်တို့ရဲ့ပြည်တော်စုမြန်မာနိုင်ငံတော်ကြီးကိုအေးချတာယာညီညွတ်စေတဲ့ပြည်တော်စုကြီးဖြစ်ဖို့ရအတွက်ကျွန်တော်တို့လည်းပမာပြမှာပြပြီးတော့စူးစူးစီးပြန်နေကြဖို့ကျွန်တော်တို့လည်းဒီလိုမျိုးတစုတစည်းတဲ့မြေတွေ့ချင်တာပေါ့နော်အဲ့တော့ဘလွယ်ပြီးခုခေတ်ကနိုင်ငံတွေကလည်းဒီတဲ့အတိုင်းပဲခြေနေအောင်မကောင်းသေးတဲ့ခါကျတော့ကျွန်တော်တို့ပြည်ပတွေရောက်တဲ့ခါကျတော့ဒီလောက်လေးဒီလိုမျိုးစူးစီးပြီးတော့ညီညွတ်လေးလုံးနေရတာခါလဲဒီခုခေတ်လူငယ်တွေပေါ့နော်ကျွန်တော်တို့အားလုံးပြောချင်တာဒီလူငယ်တွေကိုလည်းကျွန်တော်တို့အားလုံးကိုလည်းကျေးဇူးတင်တယ်တက်ကြွပါဝင်ကြတဲ့လူငယ်တွေကိုလည်းကျွန်တော်တို့ဒီမှာမြို့တဲ့အများကြီးပဲနော်အားလုံးကျေးဇူးတင်တယ်ကိုလည်းယူပါတယ်ပြီးလို့ရှိရင်စေတာလည်းမကြစီနဲ့နေ့တစ်ချီကြလို့ရှိရင်ဒီထက်ပိုပြီးတော့ကျွန်တော်တို့တာဝန်ပခုံးပြောင်းထားဆောင်မဲ့လူငယ်တွေလည်းဖြစ်ကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ90ဒီနောက်ထပ်လာတဲ့အနာဂတ်တွေပေါ့လေနော်ကျွန်တော်တို့ပခုတော်လွဲပြီးတော့ထပ်ဆောင်ရဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီနိုင်ငံတကာဌာနခွဲကကျွန်တော်တို့ရဲ့ဒီကိုပြုတ်တော်လေးကိုကျွန်တော်ဖတ်ကြားပေးချင်ပါတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ငံတကာစီယိုရဲ့ကော်မတီနိုင်ငံတကာဌာနခွဲကကျွန်တော်တို့ရဲ့ဒီမိုရဲ့89ကြိမ်မြောက်တော်လွာပေးပို့တာကိုကျွန်တော်တို့ဖတ်ပြပေးရှင်ပါတယ်89ကြိမ်မြောက်မိုမြို့သားနေ့တို့ပေးပို့တော်တော်လွာ89ကြိမ်မြောက်မိုမြို့သားနေ့အခမ်းအနားကိုကျင်းပနေခဲ့ကြသည့်မိုတိုင်းသားပြည်သူများပေါ်တို့အားအလိုဝမ်းမြောက်ကိုယူစွာဖြစ်လင်းစားတံပိုးထားပါကြောင်းမှတ်တတ်တဲ့ကိုပြောပါသည်မူလူမျိုးတို့သည်မြန်မာနိုင်ငံ၏တမိုင်းရည်ကျင်းမှုတဲ့လူမျိုးဘဝဖြိုးဖြိုးတိုးတက်ရေးတွင်အရေးပါသည့်အခမ်းကဏ္ဍကိုအလျားရှည်စွာဖြစ်ထင်းသိမ်းလာခဲ့ကြသည့်တိုင်းရင်းသားလူမျိုးကြီးတယောက်ဖြစ်ပါသည်ကိုယ်ဘာသာစကားကိုရည်ကျင်းမှုကိုယ်တမိုင်းအမွေအနှစ်များကိုထဲသေးဆော့ရှော့ရေးမျိုးဆက်တင်များထံမှဆက်လွယ်ပြောင်းပေးနေကြသည့်မိုတိုင်းသားများဤကြိုးပမ်းအားထုတ်မှုများကိုလည်းအထူးလေးစားကိုပြုအပ်ပါသည်ယနေ့ကာလတွင်တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးများဒီမိုကရေစီနှင့်တရားမျှတမှုပြေဝစေရအတွက်စီလုံးညီညွတ်စွာပူးပေါင်းကြိုးပမ်းဆောင်ရွက်ရသည့်အချိန်ဖြစ်ပါသည်မိုအမျိုးသားနေ့သည်ကိုယ်အမျိုးဘာသာရေးကိုတာဘိုးထားရှိမှုပြည့်ရဖြစ်သည့်တမကတိုင်းရင်းသားအားလုံးအတူတကွငြင်းကြတာယာသည့်အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အသစ်ကြီးစီတို့လက်တွဲလျှောက်လန်းရန်အားပေးနိုးစော်သည့်အရေးပါသောနေ့တစ်နေ့ဖြစ်ပါသည်ဤအထူးအခမ်းအနားအရှိခါတွင်မိုမျိုးသားရေးအတွက်လေးစားထားကြိုးပမ်းဆောင်ရွက်နေကြသည့်လူကြီးမင်းများအားလုံးကြားမှရှားသာကြပါစေကြောင်းမိုတိုင်းသားပြည်သူအပေါင်းဤမျော်လင့်ချက်များပြေဝမြင်လာစေကြောင်းဆုမကောင်းများသို့
ပုတ်တရင်ဂိုပြုတော်လွာပေးအပ်လိုက်ပါသည်ဘောအလုံးမှုဆော့ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် COA ကော်မတီနိုင်ငံတကာအလုံးကိုကျေးဇူးတင်ချင်ပါသည် တန်းနာကုံကစောမမှုဖော်မလွန်တော့ Thank you so much for your memorable speech. လမဲကြည့်ကြ